ဦးစင်ဟိုးပဲတလောလေးတော့ဟာလေအိမ်တော်ကြီးအစင်မပြေကြတဲ့ပုံကူများအတွက်ဆိုပြီးတော့ပထန်းလေးလေးနဲ့ဦးစင်မျှဝေပေးထားတာလေးရှိတယ်ပေါ့နော်အဲ့ဒါဒီကနေ့ဒကာကြီးတယောက်ကနေပြီးတော့ဝမ်းတာလွန်းလို့ဆိုပြီးတော့ဦးစင်စီကိုကလေးဖုံးဆက်ပြီးတော့ကြောင်းကြတယ်ပေါ့နော်ရှင်ဖျားတဲ့ရှင်ဖျားရဲ့တစ်တော်လေးတွေးလိုက်လို့ဆိုပြီးတပည့်တော်စန့်လို့ကြည့်လိုက်တာဗျာတဲ့အစင်ပြေတယ်ဗျာတဲ့စွမ်းတယ်ဗျာတဲ့ဒကာကြီးကဘလို့လျှောက်တုံးဆိုတော့သူ့ရဲ့ဒကမာကြီးကတဲ့ရင်းများချင်းရောက်ကစားပေါ့နော်ဖြစ်ပြီးတော့တဲ့အိမ်မောကဆင်းသွားတာဗျာတဲ့အဲ့ဒါ2လလောက်ရှိပြီတဲ့ဘုံဘုံရဲ့တစ်တော်လေးကြည့်လိုက်တဲ့အခါမှာတဲ့အိမ်တော်ကြီးအစင်ပြေတဲ့ပုံကူများဒီလိုပြုလုပ်ပါဆိုတော့တပည့်တော်လည်းအိမ်မှာရှာလိုက်တဲ့ခါကျတော့ဒကမာကြီးရဲ့အင်ကြီးလေးတွေ့တာနဲ့တဲ့ဖုံဖုံပြောသလိုပဲတဲ့အင်ကြီးလေးပခုံးပေါ်မှာတင်းပြီးတော့တဲ့သူ့ရဲ့တက်စီတပည့်တော်ပူတော်လိုက်တာဗျာတဲ့ခုဒကမာကြီးအိမ်ပြန်ရောက်လာပါပြီတဲ့နော်ဒကမာကြီးကိုယ်တိုင်ဆက်တွဲပြီးတော့အိမ်ပြန်လာတာပါနော်အဲ့တော့ကိုအိမ်ကအကိုရဲ့အမျိုးသားကိုရဲ့အမျိုးသမီးအိမ်ပေါ်ကနေပြီးတော့စိတ်ဆိုးလို့ပဲဆင်းသွားတာပဲဖြစ်ဖြစ်တခြားလူနဲ့စိတ်အာယုံညွတ်နေတာပဲဖြစ်ဖြစ်တကယ်လို့အဲ့လိုမျိုးကာလတွေကျုံလာခဲ့လို့ချင်းရင်ဒကမတွေကဒကာရဲ့အင်ကြီးကိုပခုံးပေါ်မှာတင်ပြီးတော့အဲ့ဒကာရဲ့တက်စီမြတ်စွာဘုရားရှင်ရှေ့မှာပူဇော်ပေးပါတကယ်၍ဒကမတွေကအိမ်ကနေဆင်းသွားလို့၎င်းတခြားသောလူတစ်ယောက်ပေါ်မှာစိတ်ညွတ်နေတော့၎င်းဖြစ်ခဲ့လို့ချင်းရင်ဒကမရဲ့အင်ကြီးကိုမြို့သားဒကာကနေပြီးပခုံးပေါ်မှာတင်ပြီးတော့သူ့ရဲ့တက်စီပဋ္ဌာန်းပူဇော်ပေးရမှာဖြစ်ပါတယ်ပူဇော်ပြီးရင်တော့ကိုလိုရာဆူတောင်းမှာလက်တွေ့တကယ်လို့ဟုတ်ဖြစ်ပါတယ်နော်ကိုသိသည်ဗေဒင်ဟောခြင်းရရပေးခြင်းလုံးဝမလုပ်ပါဘူးနော်